အမေဟမ်နေရကြီးလားအမေအိုးဒါဘယ်လိုဖြစ်ကုန်တာလဲနေတကယ်ရကြီးဟုတ်လို့လားဟုတ်တယ်အမေသမီးပါရှေးကြီးလေဖေရသမီးရှေ့ရှာတော့တကယ်လိမ်မာရဲ့သမီးဖြစ်ပြီးတော့အမေပေါ်မှာကောင်းပေးပါမယ်အင်းပါကျေးဇူးတင်ပါရဲ့ကြီးရဲ့တကယ်ပါဒါနဲ့အမေပတ်စံနည်းနည်းလောက်ရှိလားသိန်း50လောက်ပဲသိန်း50လေလားဘာလဲမရှိဘူးလားသမီးလေးကဒီလောက်ပါဝိုင်းဟာကိုဒီလိုအဆုတ်ပြက်တွေကိုပြန်ပြီးဝေးရမှာလားမဟုတ်ဘူးလေသိန်း2000တောင်မနေ့ပေးထားရတဲ့ဟာကိုထပ်ပြီးမရှိဘူးလားလို့သမီးကလောကကြီးမှာအလှဆုံးဖြစ်သွားတာကိုဒီလောက်ပတ်စံလေးကပြဿနာလားပတ်စံရှိလားမရှိဘူးလားအိမ်ပြောင်းလာရင်အိမ်ဟာသမီးလေးထင်တယ်ရှင်တွေ့ရတာဝမ်းတာပါကျွန်တော်တရားလုံခြုံရေးပါဟုတ်ကဲ့မင်္ဂလာပါသမီးလေးရရှိလားရှာလိုက်ပါအကုန်ဖြည့်ရှင်းပေးမှာမဟုတ်ကျေးဇူးတင်ပါတယ်အနံလေးကတော့မွေးနေရပဲကိုဘာလဲဘာလို့ကိုရောငါ့ကိုကြည့်နေကြလဲအေးဟာတကယ်ထူးဆန်းနေရလားဘာလားငါလည်းလူကြည့်နေကြလားဒီလိုခံစားချက်မျိုးပါလားတိန်း130ဟာလားဘယ်လိုလုံးနေတဝက်ထဲနဲ့တိန်း130သုံးပြစ်တာလဲနင်အခုစက်ရောမှန်သေးရဲ့လားတကယ်ပဲပြောတော့နားမလဲဘူးပဲရင်းနှီးမြုပ်နှံထားမှတစ်ခုပြင်ရမှာပေါ့မြုပ်နိုင်တယ်ဟုတ်လားအဝေစားတွေဖက်နှက်တွေဝယ်ပြီးဘာတွေပြင်ရမှာမို့လို့လဲဒီလိုတရောင်းစားလို့ဘောရမှာပဲဆက်နေမို့လို့လားပြီးတော့ရဲကြီးဆိုတာတေဝါရီလို့ဘယ်နှခါပြောရမလဲတမီးကကူစောဟဲ့ပဲခင်စောဟဲ့ဟာကျွန်တော်ပုံမှန်ဆိုပထမဆုံးတွေ့ရတာဒီဆောင်းမပြောတတ်ပေမဲ့ကျွန်တော်ကြိုက်ပုံစံနဲ့လုံးဝတစ်ထက်သေးပါပဲတကယ်လားအရင်တော့ရဲ့စီဦးလို့ဆရာဒီလိုစကားမကြားရတာတကယ်ကိုဆရာပါပဲဒီလိုတွေကတော့ဘာလာလိုက်နေရလဲဒါနဲ့ဒါဝေးတက်လာမှထင်တယ်ဘာဖြစ်လို့လဲဂရင်းမတွေ့ဘူးလားဗျမဟုတ်ပါဘူးအရင်ရတာရှိပါရဲ့ဝိတ်တမဆိုလို့မလားဟုတ်ကဲ့မပူပါနဲ့ကျွန်တော်နဲ့တူအားကစားလုပ်လိုက်ရင်ကိုလေးချိန်ကိုစိတ်မပူလဲရပါတယ်တကယ်လားဒါဆိုကျမတို့ဝိုင်းတစ်ခွက်လောက်တောက်ကြမလားဝိုင်းလားဒါနဲ့မေဂျူရောမကြိုက်ဘူးလားမဂျူလားဝါကျမမဂျူကြိုက်တာဘယ်လိုလုပ်သိရလဲဟာဒီမှာပြောငမွဲကောင်အပေါ်စားစတိတ်ကိုတော့မနှဲစားပေးနေအောင်မဂျူတောက်မယ်ပေါ့လေနင်တော့အောက်ပဲစောဟဲ့ကျွန်တော်တို့လူတွေကဘယ်ကနေဖြစ်လာပြီး
ဘာဆက်ဖြစ်မှာလို့သိလား ပြောစရာမကောင်းလိုက်တာနေအင်ဝဲပြန်လိုက်စမ်းပါ မကြသေးခင်ကပဲကားတစ်ပြောင်းစီးလိုက်တယ်လေကမောင်ရတာရမ်းမိုက်ပြီးတော့ရမ်းတက်တက်ရှိတာ သွားစမ်းပါခလေးရဲ့နေမေကောင်းမှန်အကုန်သိတယ် ဒါဆိုကျွန်တော်တို့ဒီဘေးရမှာတူတူပြောကြမလား အာကျမဒီတပတ်ပိတ်ရက်မှာချင်းနာလေးရှိနေရ ကျွန်တော်ကစောဟင်နဲ့သွားဖို့ဆိုပြီး6နိုင်ရေကူပါတယ်ကိုချိုးစင်းပေးပြီးသားကို ချောင်းတန်းရေကူးကန်ပါတီလား အာအမလေးကျမအမှတ်မှန်သွားတာပဲဒီတပတ်ပိတ်ရက်အချိန်ရမယ်ထင်တယ် ဟိုးတကယ်လားဒါဆိုကျွန်တော်တို့တခြားဘာပြောကြတာပေါ့ ဖိတ်ကောင်ကြီးမြော်မနေနဲ့ဆိုမှမင်းရဲ့တမီတွေမလာတော့ဘူးလို့မဟုတ်ကအဲ့လိုစောရဂိတ်တူရဲ့လူမျိုးက မင်္ဂလာပါ ဟိုစောရဲ့ ဆိုရှယ်မီဒီယာပေါ်မှာရောက်နေမယ်ကြီးနေတာအပြင်မှာစတရားလာပို့လာပဲเนาะလာရမလားဟာလို့စောရတော့ခွဲစိတ်တာတခုမှမရှိဘူးလေဟုတ်တယ်မလား အာဟုတ်ကဲ့ဟုတ်ပါပဲငါဘာလို့ထွက်ပြေးနေရမှာလဲ စင်ပြေလားစောရဟမ်ဟဲ့တော့လို့မရအောင်စောရတော့လို့မရပါဘူးဆို ဘာလို့လဲအဲ့ဒီကိုကျမတို့ကဘာလို့ဝင်လို့မရလဲ အဲ့ဒီကော VPIV တွေပဲတွားလို့ရတာလို့ ဖေးဖေးရဖေး အမေပြောရတော့အဲ့ဒီကောနာမည်ကြီးတွေနဲ့တရေတွေပဲဝင်လို့ရတဲ့နေရာတဲ့စောရမျက်နှာလေးအကူပြီးမာလေးနေထုတ်ခံရလိမ့်မယ်အဲ့ဒါကြောင့်တွားမနေပါနဲ့ကျွန်တော်လည်းတွားပြီးတော့ လက်ဖက်လိုက်စမ်းပါ စောရဒီမှာဗျ ထပ်ပြီးဘာလဲလို့ နားမလဲပဲအကုန်ပြီးလို့ထင်နေရမလားဒါပေမဲ့ဝါဆိုတာအဲ့လိုမရိုးရှင်ဘူးလေကွမ်အန်တာတိမ်မက်ကိုဆိုတာသိရမလားကျွန်တော်အဲ့အမန်နေကြပဲတခါတော့စွတ်တယ်ပေးမလားမီးကိုကျွန်တော်နာမည်ကျအောင်လုပ်ပေးတာကျွန်တော်ပဲအဲ့လောက်တော့လုံးပေးနိုင်ပါလေဒါနဲ့ကျွန်တော်တို့သူ့ဘူးကြလာမတည်ဘူး မတွေ့ဘူးပါဘူးဘာပြောနေရလဲအိမ်မှာစဉ်းစားလိုက်ပါမယ် ယေစုကရေစက်ကောင်းလေးဖြစ်ရင်ကောင်းပါပါပဲဟာလို့ဖုန်းမကန်ရလဲဘာလို့စမပြန်လာလဲဖက်နေပြီးတော့လေးလူရှူထားရမလားဟာမကြိုက်တော့ဘူးလားငါတို့မြန်စမပြန်ပဲလေးလူရှာထားတဲ့ကောက်လေးကမကောင်းလို့ပြောထားတယ်နော် မိမိကိုလည်းတော့ဆိုးလိုက်ဝိတ်တက်လာပဲနေပါလေဘာတူလဲလို့ငါနေမယ်လေမဟုတ်ဘူးနင်ကငါမဟုတ်ဘူးမလေးချင်းကလောက်ရောပေါ့ဘာလို့လာရောထပ်တုံးနေရလဲ ဒါနောက်ဆုံးပဲဘာပဲဖြစ်ဖြစ်ကုမ္ပဏီဝင်ပြီးရတယ်သူတို့ view ဆိုင်ပြီးမှမို့ဒါကိုထပ်သုံးစရာအကြောင်းမရှိတော့ နင်တကယ်ကိုနာမည်ကြီးလုံးမလို့လား
တခါရဲနဲ့အမီကိုတက်ရမှာပေါ့ သူကတော့ဘလို့ဖြစ်နေရလဲဟွန်း ဘာလဲခဏလေးပြောသွားပဲမိနစ်30လောက်ရှိပြီလားဟမ်ဘာလဲဘာဖြစ်တာလဲအမေရေကြီးရေကြီးဘာဖြစ်တာလဲရေကြီးအော်မလေးရေကြီးရေထားပါဦးကျေရောဘာလို့မတော်ရတာလဲ ဘယ်လိုပြောမလို့လဲဟမ်ခလေးရဲ့ဒီပုံစံကိုဘယ်လိုလုပ်ရှင်းပြမလို့လဲ ဘယ်လိုဆိုပြီးဒီကအချာဘလို့လား အရင်တော့ရေကြီးရဲ့ဒီအလားစေးရအဝိကြအောင်လဲလုပ်ပေးနိုင်ပေမဲ့ပြန်တက်အောင်လဲလုပ်ပေးလို့ရတယ်လို့ပြောဖို့ရဲ့ ဘယ်လိုလုပ်မှလဲကျန်တာရရှိသေးလို့လား ဒါဝဲဖြစ်ဖြစ်ပေါ့ အဲ့ဒါနဲ့ဖြစ်ပါမလား ရေကြီးတတိယလာပြီလားအမေအဖေဘယ်နာပဲဖြစ်တာလဲ ရေကြီးတောင်းမှန်ပါရဲ့ကွယ်အမေတို့ရဲ့အသားရည်အကုန်ပေးလိုက်ပြီမယ်မလောက်ခဲ့ဘူးရေကြီး ဟဲ့ပါ
爷姐呀，给排漏烂了。ပတ်စံရရောထိတ်လာနိုင်ပါရဲ့လာပေးပါမယ်အဲ့ဒါကြောင့်ဆက်ပြီးတော့ဖြစ်တရားလေးနဲ့အလိုက်ရင်တပလင်းစားတော့မရှိပါဘူးနော်အမကျမသိန်းတစ်ထောင်ကျော်တော့ပေးခဲ့ရပဲလေဒီလိုလုံးမဖြစ်ဘူးလေဘာလို့မဖြစ်ရမှာလဲနင်အတိစိတ်ရောရှိရလားအမိုက်လိုဘဝကနေကဲတင်ပေးထားတာ哦တက်ပြီးတောင်းစားလို့တောင်းဆိုနေဦးမယ်ပေါ့အဲ့ခါကျကိုခန္ဓာကိုယ်တော့ဘာလို့မထိန်သိမ်းနိုင်ရလဲစိတ်ပစ်စရာဒီကောင်မရဲ့အိမ်ကပြန်လိုက်စမ်းပါပတ်စံထိုက်ယူလာပြီးလာချင်လာပေါ့အမခဏလေးပါအမဒီလိုမလုပ်ပါနဲ့ကဲစမ်းမယူစရာကောင်းလိုက်တာအမကျေးဇူးပြုပြီးတော့ပါခိုင်းတာအကုန်လုပ်ပါမယ်ကျေးဇူးပြုပြီးကဲတင်ပေးပါကျေးဇူးပြုပြီးရဲမလားဘာလဲမလုပ်ချင်လားဘာလဲဖြစ်အကုန်လုံးမယ်ဆိုကြည့်စမ်းပါကျမ်းမြုံမှာတန့်ရှင်လောက်တော့မှာပဲအဝတ်တွေချွတ်ပြီးလိုက်လာခဲ့အကုန်ပြီးပြီထားတော့ပြီးပြီလားရိုက်မလားအမတီးမလို့တွားလိုက်တော့ဟမ်အမဒါကဘာလဲခဏကိုဘာလို့ရိုင်းထားတာလဲလက်တွေကိုကြည့်လိုက်လေနေလာတဲ့ပတ်စံဒီလောက်ပဲရမယ်မျက်နှာကတော့တနာလို့အပိုအနေနဲ့လှုပ်ပေးထားတယ်မို့လို့ပတ်စံထပ်ယူလာခဲ့အမဒါတော့မဟုတ်သေးဘူးလေအရင်ပြေဖို့ပြောခဲ့ကြလေပတ်စံကိုတော့မယူလာငါဖေတော့ကလေမျက်နှာပြောင်းလိုက်တာအခုတော့အသားရှာဘလောက်ခက်လဲသိရလားဒီလိုမျိုးပြီးတက်လိုက်တော့ကျမဘယ်လိုဆက်နေရမှာလဲနေရတော့တကယ်ပဲဒါမလို့လားတိမ်မယောဂမလို့လားပတ်စံမရှိရင်လည်းအသားစားပြေရှာလာလိုက်ပေါ့အသားစားလားတကယ်ပဲအသားစားယူတာပဲဒီတိုင်းလုပ်ပေးမှာလားကြည့်စမ်းမနေရဘယ်လိုအသားစားရှာမလို့လဲဟာလေလူပဲဖြစ်ဖြစ်တက်မလို့လားဒီယူမတော့အဲကြောင့်ဖက်တီဝဲမတွေကကြောက်ဖို့အကောင်းဆုံးပဲအမြဲတမ်းထက်တောင်းဆိုနေပြီးတော့ဒီနည်းကိုအစ်စ်ကိုတီးရမှာပေါ့ဟဲ့နင်အခုဘယ်လိုပြောလိုက်တာဟမ်နေဟုတ်လားငါဖက်တီဝဲဟုတ်လားဟဲ့ငါဝမဟုတ်ဘူးလူပဲနှစ်လို့တပုံစံနဲ့လူပဲလို့ညီနဲ့တောင်းမှန်စမ်းတောင်းမှန်ပါလို့ပြောဘာလဲသူကတောင်းမှတော့တောင်းမှန်ပါလို့ပြောစမ်းလို့ဘယ်လိုခေါ်လိုက်တာလဲဘယ်လိုခေါ်လိုက်တာလဲလို့ဘူးမတော့公司3年嘞，跑到哎呦那2年嘞，你弄的我。
အသက်20အရွယ်ပတ်ဝန်းကျင်ရှိတဲ့မြို့သမီးတွေစိုးမျိုးပတ်ဝန်းကျင်မှာတော်တော်များများပျောက်ဆုံးနေကြပါတယ်။မြို့နီးပွားတဝိုက်မှာအမြဲတမ်းပြောင်းနေကြပါတယ်။ရေးရတော့လိုက်ရှာနေကြပေမဲ့ဒါပေမဲ့သူတို့ကတော့မတွေ့ကြသေး ဘာလို့ချလိုက်တာလဲ ဒီလိုဟာတွေပဲစားနေရတာဘယ်နှစ်ရက်ရှိပြီလဲအခုအစားတော့မကျင်နိုင်တော့ဘူး နားကြီးရယ်မြင်မြင်စား တကယ်ယူတော့မှာပဲ ဟမ်ဟယ်လို အမေအမတမှုတနာလို့ဆိုပြီးပြန်ပြီးတော့ခွက်စိတ်ပေးမယ်တဲ့ပတ်စံအတွက်လဲစိတ်မပူနဲ့တဲ့လူရင်ကြရမှာပေါ့တဲ့အဲ့ဒါကြောင့်အရင်စိတ်မပူပါနဲ့အော်အမေသမီးခုဝင်ရတော့မယ်တဲ့ပြီးွားရင်ဖုန်းပြန်ဆက်လိုက်မယ်နော်ဘာလို့အဲ့ဒီလိုအေးဆက်ဆက်ဆန်ခဲ့လဲဒါရီအားလုံးနေကြမယ်အခုကစပြီးငါပျော်ရွှင်တော့မှာလူတွေအားလုံးစီကနေအချစ်ခံရပြီးတော့အခုတလောမင်းမလာလေးတွေရဲများရမလားအဲ့ဒါကြောင့်ကျမထူးခြားပြီးလာရလို့တော့မထင်မိပါဘူးမကြိုက်တဲ့အပိုင်းလားအဲ့မျိုးမရှိရမင်းကလေးရောရှိလို့လားကျမလည်းနည်းနည်းလောက်ပြင်လိုက်ရမလားစဉ်းစားကြည့်ရပေါ့ဒါပေမဲ့ကျမကြောက်တယ်လို့ခွဲစိတ်မှုရမလုပ်နိုင်တော့လေနောက်ဆုံးတော့ကြိုးစားမှုကြောင့်ကြည့်ပါပဲအဲ့ဒီအချိန်မှာကျမကိုကူညီပေးကြတော့ဒီထက်ထက်မှာပဲအရင်ကထက်လည်းပို့ပြီးတော့ပြင်ပန်းခံရနိုင်တယ်ခဏကိုအသားရည်ရောပိုကောင်းတာလေကျမရဲ့တငယ်ချင်းတွေအားလုံးကလည်းထက်ထက်ပြိတ္တတွေပါပဲအားလို့စောဟဲ့လေဒီနေ့တည်းအကောင်ရောက်ထွက်သွားတာပဲ လန့်သွားတယ်လေ sorry ပါမျက်နှာဖက်လည်းမျက်နှာဖုံးရဲ့ကိုရှိရအင်တာဗျူးရဲ့ရှိရတည်တယ်နော်ပို့တိုင်းဆိုရင်ဟောဖက်ကြည့် ဟုတ် ပြီ ကဲ့ ဆရာကြီးကမင်းကိုရန်နေသဘောချနေပါဆိုတည်ရမလားအဲ့လိုနေရတဲ့ဆိုင်တွေကအရင်ပေါက်လာလေ အဲ့ဒါကျမလုပ်နိုင်ပါမလား အမလေးငါတို့ကလေးလေးရန်ဆိုးရုံနေပါနဲ့မင်းအောင်ဝေယုံပြီးလိုက်လာခဲ့အခုတော့အချိန်လေးကပြင်ပြင်ပြီးမင်းရဲ့ရောဂါကြီးဖြစ်အောင်လုပ်ပြီးမှာsorry နေစီနီယာမီတွေရောအခုတလောဘယ်ရောက်နေရလဲ ဟာအိမ်ပြန်အောင်လိုက်ပို့ပေးမယ်တက်ပြီးတက်ဖို့သေးပြန်ပြီပေါ့တောက်ကြည့်စမ်းပါလောက်တွေအကုန်ဖြတ်ပြီးနောက်တွားပြီးတော့အဲ့ဒါလည်းဟိုတက်ဖို့နာတင်လိုက်ဒီမိမသူ့ရင်ကတော့ဘယ်လိုပဲမလဲအောင်မသိဘူးနိုင်ငံခြားထွက်သွားတယ်နဲ့သူ့ကိုယ်သူတင်ငယ်လို့နေမှာပေါ့ ပြဿနာရှိလို့လေ ရှင်းနေတာတော့သူ့ဆက်တယ်လည်းပြစ်တာတက်လို့နေမှာပေါ့ အဆက်တွေလား နေပါလို့မီဒီယာတခါရဲပေါက်သွားတယ်တိလားဘာလို့လို့တတိဆကလေးကအိမ်မှာကားရောအကုန်ပြင်စီနေနေတာလေတိလားလို့သူကဖမ်းဆိုင်ရတာလေတကယ်အကောင်ကြီးကိုဆိုဟေးနေရောတခါတော့တွေ့ကြည့်မလားနေရောတော့စိတ်ဝင်စားနေတဲ့သူရောရှိတယ် နိုင်လျှောက်သွားလိုက်ပါမယ် ကျေးဇူးတင်ပါတယ် နေမသိအောင်ခွဲထားရမလား ဟမ်ငါမလုပ်ငါအဖေအတဲ့နော် ဖုန်းကောင်းစားပဲ ဟာအဲ့ဒါမဟုတ်ဘူးငါဖုန်းမရှိဘူးငါဖုန်းမဖြစ်သွားတယ်မသိဘူးအမှန်ဝဲသွားတယ်မသိဘူးအဆင်ပြေရလားထိခိုက်သွားတယ်လားစောဟဲ့တွေစောဟဲ့
အဲ့ဒါချစ်ခံနေရပြီလား ဟဲဘာလို့အရန်လန့်နေရလဲရှော့တယ်မယူလားအနံ့လေးရတော့မွေးနေရပဲသူ့ကိုကြည့်လိုက်ပါဦးသူမအရန်အဝါဆရာပေါလာပဲဟာငါတို့ဒီမှာမြင်ဦးတယ်ထန်ကြော်ရအောင်ဟာအဲ့ဒါလား တေချာတော့လာမယ်ထင်တယ်ဒီမှာစီနီယာချင်းဟုတ်တယ်မို့လား ကျွန်တော်အဲ့လိုလုပ်ခဲ့ရတာ တကယ်လို့နာပဲကျမတော့စီနီယာကိုအကုန်မမိနေအောင် တကယ်တောင်းပါပါရဲ့တင်တန်းသားတော့တွေ့ရဆိုရင်တော့တေချာပေါင်းမမိမယ်ထင်တယ် ကျမအဲ့ဒီတော့အလွေပွဲစတိုက်ကြပြီးတော့အရင်ကပေးမနေကြတာစီနီယာရဲ့ကျေးဇူးနဲ့အသိမိတော့ချက်ခဲ့နိုင်နေလေ ဟုတ်လားအဲ့တော့ကျွန်တော်ကဘာတွေများပြောခဲ့လို့လဲ အဲ့ဒါဘယ်လိုပြောခဲ့ရလဲဆိုတော့ကျမမျိုးလုံးနေပါ မျက်လုံးလား ဟုတ်တယ်ကျမမျိုးလုံးတွေကိုကြည့်ပြီးတော့အရင်လာတာပဲလို့ချီးကျူးပေးခဲ့ရပါ ကျွန်တော်ကလားဒါဆိုကြည့်အောင်လာတာပဲ အခုတော့ရပါပြီ တောင်းပါပါမမမိကဘယ်လိုလုပ်မှန်းတော့မသိဘူးဒါနဲ့စောရအခုတော့နာမည်ကြီးနေပေါ်ပဲ တောင်းလဲတောင်းမယ်ရင်တိတ်ဖြစ်တဲ့နေရာမှာဓမင်းတရနောက်ရွေးချင်တာအဆင်ပြေမလားအခုတော့ယူခဲ့တဲ့မိကြတိုင်းပါပဲနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုပိုင်းမှာလုပ်နေပါတယ်တနေ့တော့ခဏနေကြည့်ပြီးအင်္ဂလိပ်လိုတွေပါပြောနေရတဲ့ခေါင်းအိုက်ဆရာလုပ်ပဲပေါ့ ဒါဆို ဒါလိုတရုတ်ဆောင်တဲ့လူကိုထိုက်ရလဲလို့လားမပြောတတ်ဘူးနာမည်ကြီးတော့မင်းသားတို့လိုမျိုးတက်တော့တာတိတ်မဖြစ်ဘူးပဲHello Life Fancy ဟိုတောင်ဆိုင်အခွန်ပဲရှိတယ်လို့မျိုးပေါ့စောရတော့ကအကောင်လုံးအဲ့လိုပဲမဟုတ်ပါဘူးကောင်းနိုင်တယ်များပါရဲ့အခုလိုမျိုးနေအောင်ကြည့်လို့ဂျူနီယာလေးနဲ့ထမင်းတူစားခွင့်ရတယ်လေ ဒါဆိုစီနီယာမေနားယူရရောသိလား စောရတဲ့ဒီထားပါအဲ့ဒီမန်နေဂျာဆိုရလို့မနေ့အဲ့လိုမျိုးထွက်သွားတော့ဘယ်လိုလုပ်မလဲအခက်အကြီးဘယ်လောက်စိတ်ဆိုးပါလဲနင်သိရလား ဒါဆိုငါကဘာလုပ်ပေးရမှာလဲလို့ငါတူလာဆိုလာပြီးတောက်ဆိုသွားရမှာလားပြီးတော့နင်ဘာလို့ပေါ်ဝင်းချင်မှာပတ်စံနေလှည့်ယူနေရလဲအဲ့လူကြီးကတိပေးထားပတ်စံဘာလို့ခဏခဏချဲနေရလဲ အခုငါ့ကိုနင်တို့ပြောရလား ဟုတ်တယ်လေဒီမကောင်းတဲ့ကောင်ရင်ငါပတ်စံပြန်ပေး ဒီယူမတော့နင်မကြည့်ရနဲ့ပဲအကုန်ဖြစ်ပြီးထင်နေရလားမမေနဲ့နင့်ကငါဖန်တီးပေးနေတာရောဖျက်ဆီးပြစ်နိုင်ရရောအကောင်ကတည်းကပဲရှိရနားလေလားအဲ့ဒီနေ့အတီးပွားပေါ့ဒီနေ့ပဲကနေထွက်လာဖို့ဆိုအောင်မီစီနီယာတော့စကနေမှာတော့ခဲ့ရဖြစ်မှာအဲ့ဒါကြောင့်ပြောရပါစောဟဲ့ကကိုယ်ပိုင်ပြောရှင်မှုကိုရှာတွေ့ရင်ကောင်းပါပဲ
ကိုပါရဲ့ပျော်ရွှင်မှုနဲ့လို့လား ဟုတ်တယ်စောရဘလို့အောင်မြင်မှုမျိုးအိမ်မက်မက်နေတယ်မသိပေမဲ့ဝေရေးစရာမမှန်ကန်တဲ့ရွေးချယ်မှုမျိုးမလုပ်ရင်ကောင်းမယ်အဲ့ဒီလိုတိဆောက်ထားတဲ့ဘောကလုံးဝပြောစရာကောင်းမှာမဟုတ်လို့လေလုံးဝပေါ့အိုးကျွန်တော်ရန်စီကြော်ရတယ်လို့ဖြစ်သွားလားတောင်းမှပါတယ် အာမဟုတ်တာပဲ ဒီနေ့ပြောခဲ့ရပါရဲ့တီထားပြန်ပါ စီနီယာရောပါပဲဒါနဲ့စီနီယာ ဟုတ်ကဲ့ မဟုတ်မှသွေးနေရလို့ရှိလိုက်